မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဆုံလာဆန်း14ရဲ့ညနေကျမ်းဘုရားဖြစ်ခံဒီဟာစัจ java လာတိုက်တောင်းကနတ်ပြမပေါင်းနေလာလိုက်တာဘာဖြစ်လို့တော့မေဘုရားဖြစ်တဲ့တွင်နဲ့ပန်းကတ်မဲ့ရေချမ်းကတ်မဲ့ထီပြူမိုးမဲနဲ့ဟာကိုလှူချင်တာလေးနဲ့လာကြတာပေါ့စัจ java လာတိုက်တောင်းကနတ်တွေနေရလှူတာကိုစူလွန်းလို့ဘုရားလောင်းကမျက်လုံးလေးဖွင့်ကြည့်ဘာဆန်လဲဆိုတော့အော်နတ်တွေပဲပူဇော်ကြဖို့နတ်ကောင်းနတ်မြတ်တွေရောက်နေတာနတ်မြတ်ကောင်းတွေရောက်နေတာဘုရားသိတဲ့ခါမျက်လုံးလေးပြန်မိတ်လေးနဲ့တဲ့ကမ္မထံပြန်စီးပြန်အဲ့ဒီအချိန်မှာနတ်ပြည်6ဓာတ်မှာအမြင့်ဆုံးနတ်ပြည်ပေါ့ပရဏိမိတနတ်ပြည်မှာအလွန်ဆိုးဝါးတောင်းကြတဲ့မာနတ်ကသူ့ရဲ့မာနတ်တက်ကြီးခေါ်ပြီးဘုရားနာကိုလာငါတဲ့ကွာမာနတ်လို့လဲអော်လိုက်ရောဘုရားနာကနတ်ကောင်းနတ်မြတ်တွေကုန်းထွက်ပြေးသွားတာမာနတ်ကိုကြောက်တယ်ဟုတ်လားဟာတကယ်လူကောင်းသူတော်ကောင်းတွေစီးဝေးနေတဲ့ကြားတဲ့ကိုခွေးယူဝင်တယ်လို့နမပေါ့လူကြခွေးယူဝင်ခွေးယူလူတွေလည်းပြေးကြတာမလားဟိုမှာနတ်ကောင်းနတ်မြတ်တွေကြားလဲမာနတ်ကြီးဝင်လိုက်တော့ဟာခွေးယူကြီးတကောင်ဝင်လာတယ်လို့ပဲကုန်းရှောင်းထွက်သွားငါတဲ့ကွာမာနတ်ဆိုတော့အိုးအတန်ကြီးပြင်းထန်လိုက်တာဘယ်သူတန်လဲလို့ဖွင့်ကြည့်တော့မာနတ်ဖြစ်ဟဲ့သိတတ်ထားတဲ့အဲ့ဒီနေရာကအမြန်ထားတယ်အဲ့ဒါငါပိုင်တဲ့နေရာဘုရားကိုလောက်ကိုဒီလိုပြောဘုရားမထားဘူးဟုတ်တယ်ဒါငါပိုင်တဲ့နေရာအရှင်ဘုရားပိုင်တဲ့နေရာဆိုအရှင်ဘုရားမှာသက်သေရှိလားတပည့်တော်ဘက်ကသက်သေတွေအများကြီးနော်တဲ့မယုံရင်နားထောင်ကြည့်ဆိုတော့သူ့နောက်ကစစ်တပ်ကိုသူမေးဟေးငါနောက်ကလူတွေဖြေကြစမ်းမာနစစ်တပ်ကိုမေးဒီပလင်ဘသူပိုင်တယ်လဲဟာမာနကြီးပိုင်မာနပိုင်တဲ့ပေါ်ဘလူကျူးလွန်နေတယ်လဲတိတ်တထကျူးလွန်နေတာအရှင်မရှိတာဘသူလဲတိတ်တထပါနဲ့ဝိုင်းអော်ကြတာတဲ့တာမန်ပုထုဇဉ်ဆိုအဲ့ဒါယူသေးသွားနိုင်တယ်ဟုတ်လားသူ့ဘက်မှာကနတ်ကောင်းနတ်မြတ်တွေဘယ်သူမှစောင့်ရှောက်တဲ့လူမရှိအဲ့တော့အတ္တဟိအတ္တနောအနာထောအရေးကြုံလာရင်ကိုသာဗာလဲအာကိုရပဲနတ်တွေတော့နတ်ကောင်းတွေဘယ်သူမှအာကိုလို့မရဘူးထွက်ပြေးသွားကဲရှင်ဘုရားဘက်ကသက်သေရှိလားပြောဆိုတော့မြတ်စွာဘုရားမြေကြီးလက်ညှိုးထိုးပြတယ်ဟုတ်လားအဲ့ဒါကိုဘူမိဖတ်တမုဒ္ဒရာဒီလိုခေါ်တာပေါ့ဘုရားလေးလေယေနာဘုံခေဥဒ္ဓတွေလက်လေးဒီဘက်ကနေချပြီးတော့ဒီလိုလုပ်တာအဲ့ဒါမြေကြီးကိုတက်တည်ပြူတာဟဲ့မြေကြီးဒီမြေကြီးပြောစမ်းဒီပစ္စည်းကငါပိုင်တာမှုံလားလို့ဘုရားကမေးတဲ့အဓိပ္ပာယ်ပဲမြေကြီးကလည်းပါဇက်မပါတော့ဟုတ်ပါတယ်ဘုရားလို့မပြောနိုင်ဘူးလေခေါင်းငိမ်ပြတာပေါ့အဲ့ဒါကိုငလျင်လှုပ်တယ်လို့ဖြစ်တာမာနကလာတာကစင်စည်းပြီးတော့လာတာဂိရိမေခလာစင်ကြီးစင်ကမြေကြီးပေါ်ရတာမြေကြီးမငိမ်တော့စင်မငိမ်စင်မငိမ်တော့စင်ပေါ်နေတဲ့မာနလည်းပဲဖယိုဖျဲဖြစ်ပြီးတော့ထွက်ပြေးရတာဟုတ်လားအဲ့တော့ဘုရားဘက်ကသက်သေလိုက်တာဘယ်သူကလိုက်တယ်မြေကြီးကလိုက်သွားတာမြေကြီးကဘာလို့လိုက်တယ်လဲမေးရင်သူပြုခဲ့တဲ့ကောင်းမှုကြောင့်သူကလိုက်တာမပြောတော့လဲပြောတယ်လဲကဲတဲ့ကိုဖြစ်နေတာကဘာလဲမေးဟုတ်တယ်တဲ့ဒီပလင်